Hello ဒီနေ့မှာကျွန်မကစလုံးမောင်းတူတယ်ဒါပေမဲ့အတန်ထွက်မတူလို့လည်းအတိတ်ပဲမတူဆိုရဲစလုံးလေးကိုပြောသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးတစ်လုံးပေါ့နော် BOW ကိုကျွန်မက bow လို့အတန်ထွက်တယ်ဆိုလို့ရှင်ကြတော့ဖဲပြဒီလိုဖဲပြမျိုးပေါ့နော် bow အဲ့ဒီ BOW ကိုပဲကျွန်မက bow လို့အတန်ထွက်လိုက်တယ်ဆိုလို့ရှင်ကြတော့ bowဦးညွတ်တယ်နှုတ်ဆက်တယ်အလေးပြုတယ်အဲ့လိုအဓိပ္ပာယ်ဖြစ်သွားမယ် bow အဲ့လိုပဲကျွန်မကနောက်ထပ်တစ်လုံး minute minute အဲ့ဒါကို minute လို့ကျွန်မကထွက်ခဲ့ရဆိုလို့ရှင်တင်းမမွားလေးဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်မကအဲ့ဒါကို minute ကို minute လို့ထွက်ခဲ့ရဆိုလို့ရှင်ကြတော့ကျွန်တော်နာရီ second minute ဖြစ်မယ်ပေါ့နော် Okay နောက်ထပ်တစ်ခုကကျွန်မကငါနောက်လိုက်ခဲငါခေါ်သွားမယ်အဲ့လိုပြောရဲဆိုလို့ရှင် lead ဦးဆောင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီရဲ့ lead ကိုပဲကျွန်မက led လို့အတန်ပြောင်းသွားမယ်ဆိုလို့ရှင်ဘာဖြစ်သွားမလဲဆိုလို့ရှင်ကျွန်တော်ခဲဆန်ဘောပန်ရဲ့ခဲတာ led အဲ့လိုဖြစ်သွားမယ်နောက်ထပ်တစ်ခုကျွန်မကငိုတယ်ပေါ့နော်ငိုတယ်ဆိုလို့ရှင်မျက်ရည်ကျရမလားဒီမျက်ရည်က tear မျက်ရည်ဒီ tear ကိုပဲကျွန်မက tear လို့အတန်ထွက်လိုက်မယ်ဆိုလို့ရှင်ကြတော့ tear Okay နောက်ထပ်တစ်ခု wind ကိုကျွန်မက wind လို့အတန်ထွက်လို့ရှင်လေ wind အဲ့လိုမဟုတ်ဘဲနဲ့ကျွန်မကဒီ wind ကိုပဲ wine လို့အတန်ထွက်တယ်ဆိုလို့ရှင်ကြတော့လှဲ့တယ်တန်ဘက်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ပေါ့နော်So yeah, those are the words. There are a lot more, but I'll stop this here. I'll see you in the next video. Bye bye.